ကဲ United ပရိသတ်အားလုံးပဲမင်္ဂလာပါအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော် KNT ပါအဲ့တော့ညီကိုတို့ရေဒီနေရာစီအတွက်အပြောင်းရွှေ့ဈေးကွက်ဟာဆိုရင်တော့ဖြစ်နောက်ထပ်36ရက်ဆိုလို့ရှိရင်ဒီနေရာစီအပြောင်းရွှေ့ transfer window ပိတ်ပါပြီနောက်ထပ်36ရက်ဆိုလို့ရှိရင် transfer window ပိတ်ပါပြီဒီအိုင်နဲ့ပတ်သက်ပြီးနည်းနည်းတော့ဆွေးနွေးကြည့်အောင်လက်ရှိကိုဒီအသင်းရဲ့ဒီ transfer ကာလအတွင်းမှာအလုံးလုံးပုံလေးနဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော်တို့ကစားသမား2ယောက်ပဲခေါ်နိုင်သေးတယ်အရန်ကိုသမားဒါလို့တော့ထည့်မတွက်နဲ့ဒါကပတ်စံသုံးပြီးခေါ်ထားခဲ့တာမဟုတ်ဘူးရဲ့ပတ်စံသုံးပြီးခေါ်ထားခဲ့တာကျွန်တော်တို့အသင်းက2ယောက်ပဲရှိတယ်အဲ့တော့ဒီအခြေအနေမျိုးမှာညီတို့အနေနဲ့ဘယ်လိုမြင်နေရှိကြလဲကျင်းတဲ့အားရမှုရှိကြရလားတီလီမန်နဲ့အန်ဒရီဆန်တိုစ်ဒီ2ယောက်ပဲရှိတယ်နောက်ထပ်ကွင်းလင်တတိယမြောက်ကွင်းလင်လို့ခေါ်မယ်ဆိုပြီးသတင်းတွေစတိုက်ထွက်နေဆိုပြီးမြင်လို့အခုချိန်ဒီသတင်းတွေကငြိမ်နေသေးတယ်ပေါ့နော်သတင်းတချို့လည်းတက်လာတယ်ကိုရီအသင်းရဲ့တာဝန်ရှိသူတွေအနေနဲ့ကနောက်ွယ်မှာပဲတိုးတိုးတိတ်တိတ်နဲ့ဒီအပြောင်းရွှေ့ transfer ကာလကိုအေးစစ်စစ်ပဲလောက်ကင်နေတယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်လာခဲ့တယ်အဓိကတော့သတင်းတွေပေါက်ကြားသွားတယ်ကိုရီအသင်းကဟိုကစားသမားကိုစိတ်ဝင်စားတယ်ဒီကစားသမားကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ပြောင်းရွှေ့ဈေးတွေအရန်များမှာစိုးလို့ပဲကျွန်တော်ကတော့ထင်တယ်ဒါကြောင့်ပဲကိုရီအသင်းတွေကစနစ်တကျနဲ့လုံနေလို့တော့ကျွန်တော်မြင်မိတယ်ဒီရှေ့ပိုင်းက transfer ကာလအတွင်းမှာဒီခေါ်ထားတဲ့2ယောက်ဒီပြောင်းရွှေ့ကြီးတွေနဲ့သူတို့စီကရမယ့် quality သူတို့စီကပြန်ရမယ့်အရာတွေကိုမျှော်ကြည့်မယ်ဆိုလို့ရှိရင်တော့တန်တယ်လို့တော့ကျွန်တော်မြင်မိရဲ့အခုလက်ရှိ Andre Santos ခြေစမ်းပွဲစဉ်ဒီဒါဒီခြေစမ်းပွဲစဉ်2ပွဲအသုံးပြုခဲ့ပြီးပြီသူ့ရဲ့ကစားကွက်တွေကိုလည်းကျွန်တော်တို့အားလုံးမြင်ခဲ့ပြီးပြီအသင်းနဲ့အတူတူချက်ချင်းပဲအဝင်ခွင့်ကြဖြစ်မဲ့ကစားသမားလို့ပဲကျွန်တော်ကတော့မြင်မိတယ်ပေးရတဲ့ဈေးနဲ့တန်မယ်သူ့စီကပြန်ရမယ့်အရာတစ်ခုနဲ့တကယ်ကိုပဲကျွန်တော်တို့အနေနဲ့ကရေရှည်ပလန်နဲ့အသင်းကခေါ်ယူနိုင်ခဲ့တာတကယ်ကိုလည်းဒီ Andre Santos အတွက်ကိုကျွန်တော်ကတော့ကျင်းနေအားရမှုရှိတယ်တီလီမန်ဆိုလို့ရှိရင်သူ့အသက်အရွယ်အနေထားနဲ့အနည်းဆုံး3နှစ်လောက်ထိကျွန်တော်တို့အနေနဲ့ AC သုံးလို့ရပါသေးတယ်သဘောကျရလို့ပဲပြောရမယ်အနေထားနောက်ထပ်ကတော့ဒီဟိုင်းနဲ့ပတ်သက်ပြီးဘာမှကိုရီအသင်းတွေကဒီ transfer ကာလအတွင်းမှာစက်တိုက်ဆိုလို့ရပ်သွားခဲ့တယ်ဒီကိုသမားဒါလောအန်ဒရီဆန်တိုစ်တီလီမန်ဒီ2ယောက်ကို2ရက်အတွင်းမှာအသင်းကိုရောက်အောင်ခေါ်ပြီးတော့စာချုပ်ချုပ်နိုင်ခဲ့လက်မှတ်ရေးထိုးနိုင်ခဲ့တယ်တကယ်ကိုပြောခဲ့ရရက်လေး2ရက်ပေါ့နော်အဲ့အိုင်ပြီးွားရေးဆိုတာနဲ့ပြီးသွားခဲ့ပြီဒီရှေ့ပိုင်းမှာသတင်းတွေအများကြီးထွက်ခဲ့တယ်ခြားအသင်းကိုရောက်သွားခဲ့တယ်အဓိကတော့ကိုရီအသင်းကိုလာခြင်းနဲ့ဆိုတာထက်ပြောင်းရွှေ့ခြင်းမတန်မဆရေးပေးရမယ့်အရာမျိုးကိုကိုရီအသင်းကမလိုလားအပ်တာပါဒါပါပဲအဲ့တော့ညီကိုတွေဘယ်လိုမြင်နေရှိကြလဲအခုအချိန်အထိကိုရီအသင်းတွေကလိုအပ်နေပါသေးတယ်အဓိကဒီကွင်းလင်ခံစစ်ကစားသမားမျိုးကိုကိုရီအသင်းကအဓိကတကယ်လိုအပ်နေပါသေးတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့ဘယ်သူကိုခေါ်မလဲဒီရှေ့ပိုင်းကတီလီမန်ကိုခေါ်ထားသလိုပဲကိုရီအသင်းရဲ့ပိတ်သက်တွေကို surprise အကြီးများတိုက်အောင်မလားပေါ့နော်အမြဲတမ်းတွေးမိရပေါ့ညဆိုရင်လည်းအိတ်မပြောဘူးဘယ်ချိန်များကစားသမားကိုဟေဝီကိုများထဖြစ်မလဲဆိုပြီးတော့အတက်နိုဒီလေးတက်လာတိုင်းမှာမျောနေရတဲ့ဟေဝီကိုလေးမျောနေရတဲ့သတင်းတူးလေးဖြစ်မလာခဲ့သေးဘူးပေါ့နော်လာမယ့်ရက်ပိုင်းအတွင်းမှာဘာထူအောင်မလဲအခုဒီ transfer ပိတ်ဖို့ဆိုလို့ရှိရင်ရက်ပေါင်း36ရက်ပဲကျန်တော့တယ်သူများအသင်းတွေဆိုလို့ရှိရင်သူကနေသူခေါ်သွားခဲ့တာတွေကအားလုံးအဆင်ပြေနေကြတယ်ဒါပေမဲ့သူများအသင်းတွေကဈေးတွေပေးကြတယ်ပတ်စံတွေသုံးကြတယ်ကိုရီအသင်းကတော့ပတ်စံမသုံးဘူးတန်ရတန်ကြီးပဲပေးပြီးတော့ quality ကောင်းကောင်းကစားသမားကိုရှာဝယ်နေတဲ့ဆိုတော့ဒီ transfer ကာလအတွင်းလိုပဲပြောရမယ်အနေထားမျိုးပါလာမယ့်ရာသီတိုင်ပွဲဆိုကန်ရမယ်အရန်လူအင်အားမတောင့်ရင်လည်းကိုရီအသင်းတွေကဒုက္ခရောက်မယ့်အနေထားမှာရှိတယ်ဒီကြားထဲမှာ injury ဖြစ်မဲ့ကစားသမားတွေကပါအောင်မယ်ကစားကွက်နဲ့အဆင်မပြေမဲ့ကစားသမားတွေပါမလားဆိုရင်တော့ဒီဟာကတော့ပူစရာမလိုမိုက်ကယ်ခါရစ်အနေနဲ့ကကစားသမားတစ်ယောက်ကဘလို့အရေးရှင်းရှိလဲဘယ်နေရာမှာထားပြီးကစားရင်သူ့စီကဘာတွေမျှော်လင့်လို့ရမလဲဆိုတာကိုခါရစ်အနေနဲ့ကတော့ကျွန်တော်တို့အနေနဲ့ခါရစ်ကိုကျွန်တော်ယုံကြည်ထားတယ်သူ့ရဲ့လောက်ပြနိုင်တော့ကျွန်တော်အားလုံးသိပြီလားဒါပေမဲ့လို့လိုအပ်နေတဲ့ဒီတတိယကွင်းလင်ကစားသမားဒီကွင်းလင်ခံစစ်ကစားသမားကိုကိုရီအသင်းတွေကရှာဝယ်နေသေးတယ်ဘယ်သူဖြစ်လာမလဲဒီအခုထွက်နေတဲ့သတင်းတွေကတော့အများကြီးရှိကြပဲစောင့်ကြည့်ရပါဦးမယ်ခုလက်ရှိအနေထားအထိညီကိုတို့တွေအနေနဲ့ကိုရီအသင်းရဲ့အလုပ်လုပ်ပုံနဲ့ပတ်သက်ပြီးညီကိုတို့အမြင်လေးတွေလည်းဘယ်လိုလေးရှိကြလဲကွန်မန့်မှာဝင်ရောက်ပြီးတော့ဆွေးနွေးပြတော့လို့ရပါတယ်အပိတူတယောက်ချင်းတွေကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်ဗျ transfer window ပိတ်ဖို့အတွက်36ရက်ပဲကြံပါတော့တယ်